အရန်ကိုချစ်ခင်ကြပါတယ်တနေ့မှာတော့ရေခဲတစ်တာတကပိတ်လို့မရတော့တာကြောင့်စောင့်ပိတ်လိုက်တဲ့အချိန်မှာရေခဲတစ်တာရဲ့လက်ကင်လေးကကျိုးသွားပါတယ်အဲ့ဒီအချိန်မှာပဲကောင်လေးကအပြင်ထွက်ဖို့ပြင်လိုက်ပါတယ်ကောင်လေးရဲ့လက်ထဲမှာတော့ရေခဲတစ်တာအစ်စ်ပုံတွေပါတယ်စာအုပ်ကိုမြင်ပြီးရေခဲတစ်တာလေးကသူ့ကိုအစ်စ်လဲတော့မယ်ထင်ပြီးအရန်ကိုဝမ်းနဲ့သွားခဲ့ရပါတယ်အိမ်မှာတယောက်တည်းကြံခဲ့တဲ့ရေခဲတစ်တာလေးကကောင်လေးနဲ့သူ့ရဲ့ပုံကိုကြည့်ပြီးအရန်ကိုဝမ်းနဲ့နေခဲ့ပါတယ်အဲ့ဒါကြောင့်သူကတခုခုကိုလုံးဖို့ဆုံးဖြတ်လိုက်ပါတယ်ရေခဲတစ်တာလေးကပလက်မကိုကိုယ်တိုင်ဖြုတ်ပြီးအိမ်ကနေထောင်ရထုတ်မှတော့ကိုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်သူကတယောက်တည်းအိမ်အပြင်ကိုရှောင်းလာခဲ့တဲ့အခါမှာတော့လမ်းမှာရေခဲတစ်တာအစ်စ်ဆိုင်တစ်ဆိုင်ကိုတွေ့ခဲ့ပါတယ်အဲ့ဒီတည်းကရေခဲတစ်တာတွေဟာသူ့ကိုအမျိုးမျိုးလှောင်ပြောင်းခဲ့ကြပါတယ်သူကပွင့်နေတဲ့စကားလေးကိုပိတ်ပြီးဝမ်းနဲ့စွာနဲ့အဲ့ဒီနေရာကနေအမြန်ဆုံးထွက်ခွာလာခဲ့ပါတယ်ရေခဲတစ်တာတေးလေးကတော့သူ့ကိုကြည့်နေခဲ့ပါတယ်သူကအမိုက်ပုံစီကိုထွက်လာခဲ့တာဖြစ်ပါတယ်ကောင်လေးကအိမ်ကိုပြန်ရောက်တဲ့အခါမှာတော့ရေခဲတစ်တာလေးပြောင်းနေတာကိုမြင်ပြီးအရန်ကိုစိုးရိမ်သွားခဲ့ရပါတယ်သူကငိုယိုပြီးသူ့ရဲ့ရေခဲတစ်တာလေးကိုလိုက်ရှာပါတော့တယ်နောက်ဆုံးမှာတော့ရေခဲတစ်တာအသေးလေးရဲ့အကူအညီနဲ့သူဟာသူ့ရဲ့ရေခဲတစ်တာလေးရှိတဲ့နေရာကိုရှာတွေ့သွားခဲ့ပါတယ်ကောင်လေးဟာအမိုက်ပုံစီရောက်နေတဲ့ရေခဲတစ်တာလေးစီကိုရောက်လာပြီးသူဟာရေခဲတစ်တာအတင်းဝယ်ဖို့သွားတာမဟုတ်ပဲကျိုးသွားတဲ့လက်ကင်နေရာမှာအစ်စ်လဲပေးဖို့အတွက်တကားလက်ကင်အစ်စ်သွားဝယ်တာဖြစ်ကြောင်းပြောပြလိုက်ပါတယ်အဲဒီနောက်မှာတော့ရေခဲတစ်တာလေးဟာလည်းနားလည်မှုတွေရသွားပြီးကောင်လေးကလက်ကင်အစ်စ်ကိုတက်ဆင်ပေးလိုက်ပါတော့တယ်ပြီးတော့ပါပြီ